ဒါပဲဒါကြောင့်ကျွန်တော်တက်မတော်ကဘုံကျဲတယ်မှာကျဲပါဖြစ်လေတိုင်းပြည်တော့လိုအပ်လို့လုပ်တာကျဲတယ်ဗျာဘာဖြစ်လဲကဲအကြမ်းဖက်သမားတွေရှိတဲ့နေရာဘုံကျဲတယ်ကျဲတယ်ဗျာကျွန်တော်ပြောတာရှင်းရှင်းလေးအကြမ်းဖက်သမားတွေရှိတဲ့နေရာဘုံကျဲတယ်ကျဲမယ်ဗျာကဲစစ်တပ်စစ်ကြောင်းထိုးလိုက်ရွာလုံးထုတ်ပြေးတယ်တင်းစစ်တပ်ကြောင်းထိုးကတော့အကုန်လုံးပြီးတော့နေနေဖြစ်တယ်ဒီတိုင်းနေမှာတိုင်းပြည်ကိုဖျက်ဆီးနေတဲ့အကြမ်းဖက်သမားတွေဖြစ်နေတယ်အဲ့ဒါဖြစ်ပဲညင်းနေကြမလို့လက်တွေ့ကြကြနော်အဲ့တော့မပူပါနဲ့ထပ်သေးဦးပါဟယ်လိုချာရမီဝါပီတူညီကိုမော်တော်များအားလုံးပဲမင်္ဂလာပါ Newspeak Channel ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ28ရက်နေ့ရဲ့ကျွန်တော်တို့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့မှာနောက်ဆုံးကြားသိရတဲ့ဦးပြပြတော်လန်သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အရင်ဆုံးအနေနဲ့ခါတိုင်းလိုပဲသတင်းတို့သတင်းကောင်းလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ပဲခူးတိုင်းကြောက်ကြီးမြို့တောင်ဆူရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်က10ဦးသေဆုံးပြီး9ဦးအရှင်ဖမ်းမိပြီးတော့မှလက်နက်ခဲယမ်းတွေတင်ဆက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာဂျမ်စစ်တပ်ဘက်က10ဦးသေဆုံးပြီးတော့မှအဲ့ဒီတိုက်ခိုက်မှုကို Falcon ဆွန်ရဲ့တပ်ဖွဲ့ Canal တရင်ရှစ်တရင်ကို PDF တွေကနေပြီးတော့မှပူပေါင်းလို့ဆောင်ခဲ့တာဖြစ်ပြီးတော့မှတော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်ပေါ့နော်ဒီပဲခူးတိုင်းထဲမှာဆိုတော့ Canal နဲ့ PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ပြောင်းပြောင်းလာတဲ့ထိုးစစ်ဆွဲတွေပြီးတော့မှတောင်ပိုင်းတိုင်းကနေပြီးတော့မှသစင်ကျွန်တော်ပြည်မှာထဲတဖြည်းဖြည်းဝင်လာတဲ့ကျွန်တော်တော်လိုင်းရဲဘော်တွေရဲ့ထိုးစစ်တွေဟိုဆိုရင်စတင်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ပဲခူးတိုင်းအုပ်phủမြို့နယ်ထမ်းပင်ကုန်းရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘူယုံစုဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့လို့စစ်ကောင်စီတပ်သား10ဦးသေဆုံးပြီးတော့မှစခန်းတစ်ခုလုံးမိရှုရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့3နာရီကျော်ကြာပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့မှမနေ့9နာရီခွဲအချိန်မှာခမာယာ6တိမ်မြို့တပ်ကစစ်ကောင်စီတပ်သားတွေကနေပြီးတော့မှစခန်းလက်မလို့ရရဲ့အတွက်လက်နက်ကြီးတွေဖြစ်ကိုပေးလာလို့တော်လိုင်းရဲဘော်တွေအနေငယ်နောက်ဆုတ်ပေးလိုက်ရတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ညနေ9နာရီခန့်အချိန်မှာဆိုတော့ချမ်ပစစ်တပ်စခန်းကိုထပ်မံတိုက်ခိုက်ခဲ့လို့လက်နက်ကြီးလက်နက်ငယ်တွေနဲ့တနာရီခွဲကြာပြန်လည်တိုက်ပွဲဖြစ်ပွားပြီးတော့မှတိုက်ပွဲတဲ့စစ်ကောင်စီဘက်ကအထိနာပြီးစစ်သားမသားအလောင်းရှစ်လောင်းကိုတည်ယူပြီးတော့မှစခန်းဆုံးကွာထွက်ပြေးသွားတယ်လို့လည်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့အခုဆိုရင်ဝေးတေနဲ့ပေါ့နော်ဒီလိုမျိုးတက်ကိုဆုံးခွာထွက်ပြေးမှုတွေများစွာရှိနေတာပြီးတော့မှကျွန်တော်တော်လန်ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ထိုးစစ်တွေဆိုတော့သူတို့ရဲ့ဒီစစ်စခန်းတွေကိုပြန်ပြီးတော့မှတိုက်ခိုက်တင်ပိုင်လို့ရနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ဒီတက်ပို့ပြီးတော့မှကောင်းမွန်တဲ့သတင်းတွေကြားဖို့ရှိတာပေါ့နော်နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့တွေအတွင်းမှာဒလန်တရှိုးတွေစိတ်ဝင်စေပြီးတော့မှတရင်ချက်လက်ရက်ယူတဲ့ထောက်လိုင်းရေးလုပ်ငန်းတွေကိုစနစ်တကျလှုပ်ဆောင်နေတာကိုအချက်လက်နဲ့တကွပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကနေပြီးတော့မှထုတ်ပြန်တီးပေးလာတာပဲဖြစ်ပါတယ်စစ်ကောင်စီကတရင်နဲ့ယူတဲ့ပုံစံဆိုတော့တပြေးရဲဘော်တွေကနေတဆင်တပ်ဖွဲ့ဝင်တွေထံမှာစစ်တွဲပြီးတော့မှတီးနေရတွေကိုထောက်လန်းဆောင်ဆန်းတာတွေအကောင့်အတုတွေဖန်တီးပြီးတော့မှထောက်လန်းပြီးတပြေးရဲဘော်တွေကနေတဆင်တပ်ဖွဲ့ဝင်တွေထံမှာလာရောက်လက်ပတ်မယ်ဆိုပြီးတော့မှလင်းလည်ပြီးတီးနေရထောက်လန်းတာတွေစေကူသားမှုခံယူနေတဲ့တပ်ဖွဲ့ဝင်တွေကိုလူနာမေးရတာဒါမှမဟုတ်တပ်ဖွဲ့ဝင်တွေရဲ့မိတ်ဆွေဟန်ဆောင်ပြီးတော့မှစေုံတီးနေရတွေတက်တီဆောက်လှရှာမှုတွေကိုထောက်လန်းဆောင်ဆန်းပြီးတော့မှတမီးစားပုံစံမျိုးချင်းကပ်တာတွေထောက်လန်းတာတွေအဲ့လိုမျိုးလုပ်တယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲဒီ MDY PDF ကနေပြီးတော့မှပါနော်ကျွန်တော်ဒီသူတို့တပ်ဖွဲ့အတွင်းမှာထောက်လိုင်းရေးလာလို့နေတဲ့စစ်ကောင်စီတပ်သားတွေကိုပြန်ပြီးတော့မှဖမ်းဆီးအေးယူနိုင်ခဲ့တာပြီးတော့မှအဲ့ဒီအကောင့်တွေကိုလည်းကျွန်တော်ဘက်ကနေပြီးတော့မှခုဆိုရင်ထပ်တင်လျောက်ပန်တဲ့ပြစ်ဒဏ်တွေချမှတ်ရေးယူသွားမယ်ဆိုပြီးတော့မှကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဘယ်နေရာမှာဆိုတိုက်ပွဲဝင်နေကြတဲ့တော်လိုင်းရေးဘော်တွေတော့ပေါ့နော်အချစ်ပေးခေါလုံးတန်ပြီးတော့မှကိုတပ်ဖွဲ့တွေမှာဒီလိုမျိုးတရင်ပေးဒလန်တွေရှိနေတယ်ဆိုတာကိုတည်ထားဖို့လည်းနေတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်မန္တလေး PDF ကနေပြီးတော့မှတတိပြပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျွန်မကတော့ကြောက်ဖြူမျိုးသိန်းတဲ့ပွဲမှာစစ်ကောင်စီဘက်ကနေပြီးတော့မှတရုတ်ကျေးစားစစ်သားတွေကနေပြီးတော့မှပူပေါင်းပါဝင်တိုက်ခိုက်ပေးနေတယ်ဆိုတဲ့အကြောင်းကိုဆရာလူမြတ်ကျော်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်ကြောက်ဖြူတိုက်ပွဲတွေမှာတရုတ်စစ်သားတွေဝင်တိုက်နေတယ်ဆိုတဲ့သတင်းခိုင်မာကျွန်တော်တို့ရနေပါတယ်အယောက်20ခန့်ဟာမလာကျွန်းရွာနာက OGD စက်ရုံနဲ့တစ်ပုတ်တောင်တညဝရီရေတက်မှာdrone တွေမောင်မီအာရခတ်တော်အေးနဲ့ပူပေါင်းတပ်တွေကိုတိုက်ခိုက်ခဲ့ဆိုတဲ့သတင်းကြားနေရတဲ့ရွာတွေကိုပုံချဲတယ်မိပညာကျွမ်းကျင်တဲ့တရုတ်စစ်သားတွေကိုနိုင်မောင်းနေပြီးငါတို့နိုင်ငံသားငါတို့ပြည်သူတွေကိုပုံချဲပြီးတတ်နေပါတယ်ဂုံးချွန်တိုက်နေတရုတ်တအားဖြက်စက်ရုံ OGD တစ်ပုတ်တောင်တညဝရီမှာတရုတ်စစ်သားတွေကိုယ်တိုင်ဝင်ရောက်ပြီး drone နဲ့တိုက်နေတယ်အဲ့တော့မင်းတပ်တောင်ကိုသိမ်းပြီးတဲ့နောက်မှာအစိုးရစက်မှုလက်မှုကြောင်းမှာတက်ဆွဲရတဲ့စစ်ကောင်စီတပ်ကိုအာခတ်တော်ကြီးကထပ်တိုက်ပါတယ်ထပ်သိမ်းပါတယ်အဲ့နောက်ပိုင်းမှာတရုတ်စစ်သားတွေဝင်ပါလာလို့ကျွန်တော်တို့သိရပါတယ်ဒါကြောင့်မို့ဒါမျိုးထုတ်ရမယ့်ကိစ္စပါအချုပ်ချာနာကိုကျူးကျော်တာတွေဘာတွေညာတွေဘာညာနိုင်ငံရေးစကားတွေခဏဖယ်တာတခြား
နိုင်ငံသားတရုတ်ကငါတို့ဗမာပြည်သူလူထုဗမာနိုင်ငံသားတွေကိုဒုံးနဲ့ဘုံကျဲပြီးတက်နေတာဖြစ်တဲ့အတွက်ပြင်းပြင်းထန်ထန်ကောက်ကပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းအောင်လှိုင်စစ်အုပ်စုတစ်ခုလုံးတာဝန်ယူရမှာဖြစ်တယ်လို့တရုတ်အစိုးရအနေနဲ့တာဝန်ခံပြီးတာဝန်ယူရမှာဖြစ်ပါတယ်အချုပ်ချာအာဏာကိုကျူးကျော်စော်ကားတယ်လို့ငါတို့နိုင်ငံရဲ့ဇာတိပုံညာဂုဏ်မာနကိုစစ်တပ်ကလူယုံမှာတစုမကောင်းမှုကြောင့်ရိုက်ချိုးခံနေကြရတယ်အဲ့တော့ဘာဆက်လုပ်ရမလဲစစ်အနိုင်တိုက်ရေးပဲရှိပါဆုံးဖြတ်ချက်ကိုခိုင်မာချပြီးဖြစ်သည်များအကြောင်းအရာအလုံးကိုမေ့ပထမသည်စစ်အနိုင်တိုက်ရေးဒုတိယသည်စစ်အနိုင်တိုက်ရေးတတိယသည်စစ်အနိုင်တိုက်ရေးဘယ်လိုတိုက်ရမှာလဲတပ်ပေါင်းစုကြီးနဲ့ဘယ်လိုစုရမှာလဲတိုင်းသားEAOတွေနဲ့ PDF တွေနဲ့နိုင်ငံရေးစီးဆိုင်ရာပေါင်းစုမှုနဲ့ဘောစစ်ကော်မရှင်ဘယ်လိုတိုက်မှာလဲ viewer မြောက်ဟန်ဂျန်ကြီးအတန်နဲ့အလန်တန်နဲ့အောက်မှာတပြိုင်နဲ့ထိုးစစ်နိုင်ငံတစ်အတွက်စင်ကြရမှာဒါတော့ဗောနော်ကျွန်တော်ဆီလူမျိုးကြောက်နေပြီးတော့မှကြောက်ဖြူမျိုးတင်းတဲ့ပွဲမှာဆိုတော့စစ်အောင်စပကနေပြီးတော့မှတရုတ်ကျေးစားစစ်သားတွေပူပေါင်းပြီးတော့မှတိုက်ခိုက်ပေးနေပြီဆိုတဲ့အကြောင်းပြောဆိုထားတာပြီးတော့မှဒါကတော့ကျွန်တော်နိုင်ငံတော်ရဲ့အချို့ချအာဏာပိုင်တွေကိုတရုတ်နိုင်ငံကနေပြီးတော့မှစော်ကားလိုက်တာဖြစ်တယ်စစ်ကောင်စီအနေနဲ့ဘယ်လိုပဲသူတို့ရဲ့ပေါ့နော်စစ်ရှုံးနေပြီဆိုပြီးတော့မှကြီးညာမှုတွေအချပြနေပြီစေနောက်ကွယ်နေပြီးတော့မှတရုတ်ရုရှားကိုညီနဲ့ဒီလိုမျိုးကျွန်တော်တော်လိုင်းရေးဘော်တွေကိုတဖြစ်ဖို့တွေလှုပ်ဆောင်နေကြတာပြီးတော့မှတရုတ်ဘက်ကနေပြီးတော့မှလည်းနောက်ဆုံးပေါ်နေပညာတွေလက်နက်ခဲယမ်းတွေနဲ့အတူပြန်ပြီးတော့မှကိုညီနေတာတော့လည်းကျွန်တော်တက်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်နိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့ဒီတရုတ်ရုရှားတို့ရဲ့လွှဲတွေနဲ့ပတ်သက်ပြီးတော့မှပြင်းပြင်းထန်ထန်ကောက်ွက်ဖို့လိုအပ်နေတာပြီးတော့မှစစ်ကောင်စီရဲ့အခုဆိုရင်ပို့ပြီးတော့မှပြင်းထန်လာတဲ့ပေါ့နော်စစ်အစိုးရမှုတွေအတွက်ပြန်ပြီးတော့မှအရေးယူမှုတွေဒီတက်ပို့ပြီးလှုပ်ဆောင်တင်နေတာပဲဖြစ်ပါတယ်တော်လိုင်းရဲဘော်တွေပြည်သူတွေနဲ့တူစီလိုညွှန်စာနဲ့တပေါင်းစုကြီးတစ်ခုတိဆောက်ပြီးတော့မှကျွန်တော်ဟန်ချင်းကြီးအမြန်ဆုံးလှုပ်ဆောင်တတ်ဖို့လွှဲနေပြီဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ကတော့မိုင်းစမျိုးကအာနာပါဝပြပြီးတော့မှပေါ့နော်မောက်မှာပြနေတဲ့ဒီကျောင်းဆရာမကြီးကျောင်းတင်ဆက်ထားတဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ဂျာကပြည်သူစကားအစီအစဉ်အနေနဲ့ကျမတို့စီကိုစာအများဆုံးပေးပို့လေးရှိတဲ့မိုင်းဆက်မျိုးကပြည်သူတော်ရေးသားပေးပို့လာတဲ့စာလေးလာပြန်ပြီနော်မိုင်းဆက်ပါတယ်ရှင်မိုင်းဆက်မျိုးအခြေခံပညာစက်မှုအထက်တန်းကျောင်းကကျောင်းဆရာမကြီးဒေါ်အေးဆာဆာမျိုးဟာကျောင်းခွင့်ခံနေအတန်ခွဲဘာသာခွဲရမှာဘေးဆရာမနဲ့မှတိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲသူ့သဘောနဲ့သူခွဲပါတယ်အဲ့ဒီလိုခွဲထားတာကိုလည်းဘသူ့ကိုမှပွင့်လင်းမြင်သာစွာချမပြဘဲစာရွက်ထဲမှာရေးပြီးတဦးချင်းစီတာဝန်ကိုတဦးချင်းစီကိုပဲပေးပါတယ်ဘသူကဘယ်ဘာသာဘယ်အတန်းဆိုတာအချင်းချင်းတော့မသိရပါဘူးဆီယာမတချို့ကအတန်းချိန်30ကျော်ပြီးတချို့သူနဲ့ကြည်တဲ့သူက73ချိန်14ချိန်ပဲရှိပါတယ်သူကြည်တဲ့သူကိုအတန်းပိုင်ဘာသာကောင်းပေးပြီးမကြည်တဲ့သူကိုအတန်းရောဘာသာရောဖြုတ်ချပါတယ်ဆီယာမကြီးဒေါ်အေးဆာဆာမျိုးရဲ့အထက်ဖားအောက်ဖိဇယိုက်တွေလည်းရှိပါသေးတယ်သူ့လက်ထက်မှာကျောင်းထုတ်ပစ်တဲ့ကျောင်းသားတွေလည်းမနေပါဘူးဆီယာမတွေအပေါ်လည်းအရန်အာနာပြမမသူတဦးဆိုတာအထက်ကဆင်းကြည့်ရင်သိပါလိမ့်မယ်သူ့နောက်ကမှာပံ့ပိုးနေတဲ့သူကတထေးဆိုတော့သူ့လှုပ်ချင်တိုင်းဖြစ်နေတာပါသူကငွေတော့မကင်ပါဘူးအာနာပဲယူနေတာပါဆီယာမဝန်ထမ်း30ကျော်ရှိပါတယ်ငါเจ้าအုပ်ငါပြောတယ်လို့လို့နင်တို့ကငါလက်ထောက်သေးဆိုတာသူသုံးနေကြစကားပါသူနဲ့ကြည်တဲ့၄၅ဦးပဲနေရာရပြီးကျန်တဲ့သူတွေကစိတ်ဆင်းရဲနေကြရတာပါသူကစစ်တပ်ကလူကြီးတွေကိုလည်းအရန်မျက်နှာလုံးဖားရနေတော့သူ့ကိုပညာရေးကဆီယာမကြီးဆရာကြီးတွေကတော့ပြန်ကြောက်နေရတာပါကိုမျိုးနယ်ကပညာရေးမှုကိုတော့သူကခယူမဆိုင်ပါဘူးဆီယာမတွေကိုနေမဲငစရိုင်းဆိုင်ပြောဆိုနေကြပါအကောင်လုံးကပြဿနာမဖြစ်ချင်တော့တီးခံနေရတာပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတဆင့်အစာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်အာနာကိုလွဲသုံးဆွလို့တဲ့အုပ်စုတွေဆိုတာဒီလိုမျိုးပဲပေါ့နော်ကျောင်းအုပ်ဆရာမကြီးတယောက်ဖြစ်ပြီးတော့မှအခုဆိုရင်သူ့ရဲ့ဒီလျှောက်ငယ်သားတွေကိုတောင်းမှပြန်ပြီးတော့မှမောက်မပြနေတာတော့ကျွန်တော်အနေနဲ့အရေးယူသွားရမှာဖြစ်ပြီးတော့မှဒီလိုမျိုးစစ်ကောင်စီရဲ့ဒီအုပ်ချုပ်ရေးရန်ရအောက်ကလူတွေကဆိုတော့စတော်လေးကိုကျွန်တော်တိုင်းပြည်နယ်လူမျိုးပုံမှာ channel ပြီးတော့မှကိုချိုးချန်နေတယ်ဆိုတော့လည်းထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ပညာရေးဝန်ကြီးဌာနလူတွေနဲ့တောင်းတီးပြီးတော့မှပေါ့နော်သူကလည်းအထက်ဖောက်ပြီးပုံစံနဲ့လှုပ်ဆောင်ပြနေတာကိုကျွန်တော်ကြည့်ချင်အဖြစ်ကျွန်တော်ဒီစစ်ကောင်စီစိုးရလက်ထက်မှာဆိုတော့ကျွန်တော်တိုင်းပြည်နဲ့ကျန်တဲ့ဒီပေါင်းဆောင်ကဏ္ဍတွေမှာဆိုတော့အချင်းမြတ်ချစားမှုတွေနဲ့သူတော်တော်လေးပြဿနာပေါင်းဆောင်ဖြစ်ပွားနေတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့မှကြားသိရတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမချော်ဆိုးကနေပြီးတော့မှပြည်သူနဲ့တော်လိုင်းရဲဘော်တွေရှိတဲ့နေရာတိုင်းကိုဘုံကျက်တက်ဖြတ်မှုတွေဒီတက်ပို့ပြီးတော့မလှုပ်ဆောင်သွားမယ်ဆိုပြီးတော့မှပေါ့နော်ချင်းချောက်စိန်ကိုပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင် NUG ရဲ့ဒီပညာရေးဝန်ကြီးဌာနကနေတောက်တော့ဝင်ဆောင်ဖို့ပဲအောင်သွားတဲ့ကလင်းငယ်တွေဘယ်နိုင်ငံကအတိမတ်ပြုလဲအဲ့ဒီကလေးတရုတ်ပြည်မှာသွားတက်လို့ရလားအနည်းဆုံးများခင်ဗျားတို့အများကြီးကြည့်ပါနဲ့အားလုံးရောက်တဲ့ထိုင်းနိုင်ငံမှာသွားတက်ခွင့်ရလား
ထိုင်းနိုင်ငံကောင် NUG ရဲ့ပညာရေးကိုအတိမတ်ပြလားဘယ်သူမှအတိမတ်မပြဘူးအတိမတ်မပြဘူးကဘာကအတိမတ်ပြတာကတီစဲအစိုးရရဲ့ပညာရေးဝန်ကြီးဌာနအတိမတ်ပြုလက်မှတ်တာအတိမတ်ပြုလားခင်ဗျားတို့စဉ်းစားလေခင်ဗျားလက်ရှိဒီ NUG ရဲ့ဂျာကာလာပညာရေးတို့တောင်ကာလာပညာရေးတို့မြောက်ကာလာပညာရေးတို့ဘယ်နိုင်ငံကမှအတိမတ်ပြုလို့လဲအတိမတ်ပြုလို့လဲလက်ရှိပေါ့ဗျာကျွန်တော်ဒီသတင်းပြချောအောင်လက်ရှိဒီတက်မတော်ရဲ့စစ်ကြောင်းတွေကတော့ဒါကျွန်တော်တို့ဖာကတ်မျိုးရောက်သွားပြီဖာကတ်မျိုးရောက်သွားပြီဆိုရင်လက်ခင်ကကျွန်တော်တို့ဒီဆုတ်လိုက်ရတဲ့နေရာတွေမှာပြန်ပြီးစကန်ထိုင်မယ်ပြီးနေပြီးရှင်းလင်းမှုတွေလုပ်မယ်ပြီးတော့ကျွန်တော်တို့အဲ့မှာဒီစာတင်ကြောင်းတွေဖွင့်နိုင်ဖို့ပြန်ပြီးလုပ်မယ်ခလင်းငယ်တွေကြောင်းပြန်တက်တော့မယ်အဲ့တော့ဖာကတ်မှာရှိတဲ့ကြောင်းသားမိဘတွေပြောကြပါခင်ဗျားတို့ရဲ့သားသမီးတွေကြောင်းပြန်တက်ခွင့်ရတော့မယ်ဒီညမှာကျွန်တော်တို့တစ်ဆက်တည်းတင်ပြဖို့တခုကြံခဲ့တာကတက်မတော်ရဲ့စစ်ကြောင်းကြီး3ကြောင်းဒါကျွန်တော်အင်းတော်ဘက်ကလာတယ်ဒီဘက်ကကာမိုင်းဘက်ကလာတယ်စသဖြင့်ဒီ3ကြောင်းလာတယ်အဲ့လာတဲ့တက်မတော်ရဲ့စစ်ကြောင်းတွေကိုအကြမ်းဖက်သမားတွေကသူတို့ဒီပခုံးကြီးရှင်တိုက်ပြီးတော့မခုခံနိုင်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ရှိသမျှအင်အားတွေကိုဖားဒီဘုံပေါ်မှာသွားပြီးပြုံထားတယ်။ဘုံပေါ်မှာသွားပြီးပြုံထားတဲ့ကကျတော့အကြမ်းဖက်သမားတွေတော်တော်လေးကျွန်တော်တို့အခက်အခဲရှိတယ်။အင်အားမရှိဘူးဗျာ။အင်အားမရှိဘူး။လက်ရှိအကြမ်းဖက်သမားတွေသူရှိသမျှအင်အားတွေအားလုံးဘုံပေါ်မှာသွားပြီးတော့သွားတိုက်နေရနေတာဖြစ်တာပေါ့။လက်ရှိတက်မတော်ကတော့ကျွန်တော်တို့ဒါဖားကတ်မျိုးအနီးကိုဆက်ပြီးတော့နေမြေရှင်းလင်းမှုဆက်လုပ်မယ်။တစ်ဖက်မှာတော့ဝိုင်းပေါ်အဲ့တော့ဝိုင်းပေါ်မျိုးမှာလည်းတက်မတော်ကဒီစာတင်ကြောင်းတွေပြန်ဖွင့်ဖို့အတွက်ဒီဘက်မှာကျွန်တော်နေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်။နေမြေရှင်းလင်းမှုတွေပြီးသွားရင်တော့ကျွန်တော်တို့ဒီလက်ရှိကြောင်းဖွင့်ရာသီမှာဝိုင်းပေါ်မျိုးမှာရှိတဲ့ကျောင်းသားကျောင်းသူတွေပြန်ပြီးကျောင်းတက်ခွင့်ရဖို့ကျောင်းတက်နိုင်ဖို့အတွက်စာသင်ကျောင်းတွေပြန်ပြီးဖွင့်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့တက်မတော်ကဘာကြောင့်နေမြေရှင်းရလဲဆိုရင်ကျွန်တော်တို့ရဲ့အတိုင်းပြည်အနာဂတ်ကလေးငယ်တွေပညာသင်ကြားခွင့်ရဖို့အတွက်နေမြေရှင်းတာရှင်းကပြည်သူလူထုကနေမြေရှင်းတာဒါပဲဒါကြောင့်ကျွန်တော်တက်မတော်ကဘုံကျဲတယ်မှာကျဲပါဖြစ်လေအတိုင်းပြည်တော့လိုအပ်လို့လုပ်တာကျဲတယ်ဗျာဘာဖြစ်လဲကဲအချမ်းဘတ်သမားတွေရှိတဲ့နေရာဘုံကျဲတယ်ကျဲတယ်ဗျာကျွန်တော်ပြောရှင်းလေးအချမ်းဘတ်သမားတွေရှိတဲ့နေရာဘုံကျဲတယ်ကျဲမယ်ဗျာကဲမထားရမှာနော်ဒီကောင်ပြောတဲ့စကားအခုဆိုရင်ဒီလိုမျိုးဆရာစုမှုတွေဒီရက်ပို့ပြတော့မှကျလို့နေအောင်ဒီအုပ်စုတွေကနေပြီးတော့မှပဲအခုဆိုမိုးချက်မှုတွေစက်တိုက်လှုပ်ဆောင်ရမယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတော့မလို့ကြော်စိုးတွေနဲ့ကိုယ်စကားကိုမထားပြတော့မှတချိန်ကျကျွန်တော်တို့ရဲဘော်တွေကနေပြီးတော့ဖန်ဆီးမိတဲ့ချိန်ကြတော့မှပေါ့နော်ဒီလိုမျိုးအားချောင်ပြောဆိုနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြမှာပဲဖြစ်ပါတယ်ဒီအုပ်စုတွေရဲ့ဆိုတော့ကျွန်တော်ပြည်သူတွေပုံမှာရဲဆက်ဆက်နဲ့တပ်ဖြတ်မှုတွေဆက်လက်ပြီးတော့မှလှုပ်ဆောင်နိုင်အောင်အပေးလှုပ်ဆောင်နေကြတာပြီးတော့မှစစ်ကောင်စီနဲ့ပြူစော်တွေကိုထိုးချွေးပြီးတော့မှပေါ့နော်အခုလိုမျိုးပေါ်ပန်းလေးဆိုပြီးပြောဆိုနေကြတာပဲဖြစ်ပါတယ်ဖကမှာဆိုတော့စစ်ကောင်စီစစ်ကြောင်းတွေရဆိုတော့ကျွန်တော်ရဲဘော်တွေကနေပြီးတော့မျိုးစာဖြစ်ပြောင်းလဲပေးနေတာမို့လို့သူတို့အနေနဲ့ဖကမျိုးရရှိတော့မယ်ဆိုတဲ့ပုံစံမျိုးပြောဆိုနေပေမဲ့တကယ်တမ်းကျတော့ကျွန်တော်မြေပြင်မှာရှိတဲ့ရဲဘော်တွေကနေပြီးတော့မှဒီဖကနဲ့မော်မျိုးနှမျိုးလုံးကိုတပြိုင်တည်းတိမ့်ပိုက်နေဖို့စ조사နေတာကိုလည်းထပ်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ဒီကြောဆိုပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ကြကျွန်တော်ထပ်ဗီဒီယိုတပို့နေနဲ့ဘောမဇော်ဝင်းရနေပြီးတော့မှသူ့ကိုခွေးတိုးဘောကနေပြီးတော့မှဗောနော်ဝင်လာပြီးတော့မှအရာရှိတွေကိုကဖားဆိုပြီးတော့မှပြောဆိုနေကြတဲ့ဘောမရီယိုကဲတွေကိုဘယ်လိုမျိုးတဲ့ကိုပြောထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်မန္တလေးကတိုက်ခိုက်တဲ့လူရောရန်ကုန်ကတိုက်ခိုက်တဲ့လူရောဟိုပသိမ်ဘက်ကတိုက်ခိုက်တဲ့လူတွေရောတကယ်တော့ကဒီမှာဖြစ်နေတာစစ်ပွဲရဲ့အနေထားအာရုံကဒီရှမ်းမြောက်မှာဟုတ်လားနော်နမကဟိုရမကဟုတ်လားတီဘော23 53 500လေးဟိုမှာတင်ကားတက်ဟုတ်လားနော်နောက်ဆုံးဒီနောက်ချို1 1 4 1 1 5ဟောစစ်ဆောင်ရဲမေပြီးသားသူတွေအများကြီးနော်အကိုကြီးနော်အများကြီးရောက်လာတာအဲ့လူတွေတယောက်မှမလာဘူးနော်စစ်သားတွေမရရမှာတပိတ်ချင်းမှာတရက73မှာတိုက်ခံနေရတယ်ကြက်မွားကြော်တဘူးမလူတာမတွေ့ဘူးကြားပြည်နယ်မှာမုံရင်ကားစားကျင်လို့ဆိုဇော်ဘုန်းကြီးတို့လိုက်မှာအဲ့တော့ Facebook သုံးလို့ရတယ်မုံရင်ကားထုတ်နေရခေါက်ဆွဲတရားအနှွေးတွေအောက်ထုတ်တွေညက်ဖက်နဲ့တွေစီးတယ်မရှိတော့ဘူးဆိုလို့နော်ဟုတ်900တဲ့လေတဲ့ကိုမှချိတ်ဆက်ပြီးတော့မှပို့ပေးခဲ့တာဟောပြောပြတာပါဟိုလိုမျိုးဂုံပေါ်တာမဟုတ်ပါဘူးကိုလှုပ်တာအရှိအတရားကိုနော်ပြောပြတာအဲ့တော့ကျိုးကြတော့တက်မတော်ဓာတ်တွေအတွက်ဘယ်လောက်ထိလှုပ်ပေးနေတာလဲဒီသတင်းတွေဘယ်လိုလှုပ်ပေးနေလဲဆိုတော့မမြင်မဲနဲ့ဆဲလာတော့ကိုမြင်ပြီးတော့ထောင်ချအောင်မဖမ်းအောင်ဆိုပြီးလိုက်ပြီးတော့ပြောနေတာဖမ်းရင်သူတို့သိတာပဲသူတို့ဖမ်းမှာပေါ့ပြည်ဦးလေးနီးနီးလေးပြည်ဦးလေးမှာစားတာဘူကြီးတွေနဲ့လည်းခင်းနေရဲတွေနဲ့လည်းခင်းနေ SB တွေနဲ့လည်းခင်းနေတက်နေရုံလည်းအကုန်လုံးသိနေဇော်ဘုံရုံဇော်ဘင်းရတော့သူပြောချင်တဲ့ပုံစံရတော့အခုဆိုရင်စစ်ကောင်စီရဲ့ပေါ့နော်ဒီအရာရှိကလူတွေနဲ့အားလုံးပိုင်ထားတယ်ဆိုတဲ့ပုံစံမျိုးကိုပြောဆိုထားတာဖြစ်ပြီးတော့မှဘောမယုတ်ကတွေအနေနဲ့ကသူ့ထောင်ထဲရောက်စေချင်တဲ့တော့လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းပြန်ပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်မိုးခိုင်ရနေပြီးတော့မှတရားဆွဲဆိုလိုက်တဲ့ကိစ္စဆိုတော့တော်တော်လေးကိုကြီးထွားနေတာဖြစ်ပြီးတော့မှဒီဘောမချင်းချင်းပြန်ကြိုက်တဲ့ပွဲတွေကဆိုတော့ကျွန်တော်ခွေပိုင်းကစစ်စစ်ကြားနေရတာပဲဖြစ်ပါတယ်ဒါပေမဲ့သူပြောချင်တာကတော့သူကထောက်ပို့ကြီးစားဖြစ်တယ်ဆိုပြီးတော့ပေါ့နော်ပြောဆိုထားတာဖြစ်ပြီးတော့မှခုဆိုသူတို့တရင်ရှုံနေတဲ့ပြောတွေမှာဆိုလည်းအရင်ကတည်းကသူကနေပြီးတော့မှဒီပစ္စည်းတွေများစွာလူဒန်းပေးဖို့တယ်ဆိုတဲ့ပုံစံမျိုးတွေတိပြောဆိုလာတာပဲဖြစ်ပါတယ်
နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့တော်လန်ဘက်တော်သားတို့ဖြစ်တဲ့မာတသေးကနေပြီးတော့မှအခုချိန်မလေးရှားမှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့မြန်မာအရေးမှာဘယ်လိုမျိုးအားသာချက်တွေရှိနေလဲဆိုတာကိုပြောဆိုထားတာပဲဖြစ်ပါတယ်။သူဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ရွေးကောက်ပွဲလုပ်လို့လေဒီတော်လန်ကြီးဟာပြည်သူတွေရဲ့တွန်းလှန်ခြင်းစိတ်ကချက်တော့မဟုတ်ဘူးဒီရွေးကောက်ပွဲကိုထောက်ခံအားပေးအာဆီယံအနေနဲ့ထောက်ခံအားပေးရင်တော့ပြည်သူတွေပိုပြီးအသက်ဆုံးရှုံးဖို့တာရှိတယ်ပိုပြီးပျက်စီးဖို့တာရှိတယ်။နောက်ဘာဖြစ်လို့လဲဆိုရွေးကောက်ပွဲလုပ်လေပဲပြည်သူကဒီတိုက်ပွဲတွေကိုရမှာမဟုတ်ဘူးဆိုလေဟာကိုတင်သွင်းခဲ့တယ်လို့နောက်ပြီးတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ရှိစစ်မှုထမ်းခေါ်နေတဲ့ကိစ္စတွေနောက်ပြီးတော့ဒီငလင်ပေးမှာပုံကျဲတဲ့ကိစ္စတွေနောက်ပြီးပြည်သူတို့တယောက်ချင်းစီပေါ်မှာဒုက္ခပေးတဲ့ကိစ္စတွေဒီကိစ္စအဝအိုးသေးရွာကိစ္စကအစမှဆလို့လက်တလောဖြစ်နေတဲ့ဖြစ်တဲ့တွေလက်ပုံသက်သေးတွေနဲ့စာရမ်းရှည်ကြီးရေးပြီးတော့နေငယ်တင်ပြခဲ့တယ်ပေါ့နော်နောက်ကမြေုံအနေနဲ့မှာထောက်ပြီးတော့ရှင်းပြခဲ့တယ်ဒါကအာဆီယံစည်းဝေးမတိုင်ခင်2ရက်လောက်အလိုမှာလုပ်ခဲ့တဲ့အကျိုးစည်းဝေးမှာဒါဒီမလေးရှားရောက်နေတဲ့ဒီမြန်မာတက်ကြောက်လှုပ်ရှားသူတွေတော်လိုင်းလှုပ်ရှားသူတွေအနေနဲ့စူးစမ်းပေးခဲ့ကြတယ်ပေါ့ရှင်နော်အဲ့ဒီမှာသူကအဲ့ဒီစာရွက်လေးကိုယူရတယ်ဒီလိုမျိုးပြောပြပြစုံစုံဓာတ်ရိုက်ပြောတယ်ဆိုတာကတိတ်မရှိဘူးလေနော်ဒါကအန်ယူချီနဲ့ဓာတ်ရိုက်ပြောတာတမျိုးဒါကျွန်တော်တို့ကတော့ပြည်သူအတန်လို့ဖြစ်နေတော့ပြည်သူနဲ့ဓာတ်ရိုက်ပြောတာဖြစ်နေတော့ပြည်သူတွေကထုတ်တဲ့အတန်ဖြစ်နေတော့သူကအရင်စိတ်ဝင်စားသွားပြီးတော့မှဒီစာတွေကိုယူသွားတာမျိုးရှိတယ်ပေါ့နော်အဲ့နောက်ပိုင်းမှာကျွန်တော်တို့ထွက်လာတဲ့အာဆီယံအစည်းအဝေးကဒါကျွန်တော်တို့မထင်ထားတဲ့ဟာပေါ့နော်ဒီရွေးကောက်ပွဲကိုဒါကနိုင်ငံရေးလက်ကွက်ပဲဖြစ်တယ်ဆိုပြီးပယ်ထားတယ်အတိမမပြုတ်ဆိုတဲ့သဘောမျိုးအတိမမပြုတ်ဆိုတဲ့ဟာမျိုးကိုအပြေမျိုးကိုထုတ်ပေးလိုက်တာဖြစ်တယ်လို့ကျွန်တော်ပြည်သူတွေအနေနဲ့ကဒီရွေးကောက်ပွဲရလက်အပေါ်မှာနော်ဟိုဘာမှကျွန်တော်တို့ကရင်ခုန်ကြရမရှိဘူးရွေးကောက်ပွဲလုပ်ချင်လို့မလုပ်ချင်ဘူးကျွန်တော်တို့ကပြဿနာမရှိဘူးဒါပေမဲ့အာဆီယံရဲ့အဆုံးဖြတ်ကတော့တိတ်ကိုမှအရေးကြီးနေတယ်ကျွန်တော်တို့ကအာဆီယံတွေနဲ့လက်ခံလိုက်မှာကိုကျွန်တော်တို့စိုးရိမ်တာတော့အမှန်ပဲဒါပေမဲ့အခုကျွန်တော်တို့မထင်ထားပါတော့ဒါကအားလုံးစူးစမ်းခဲ့တယ်ရလက်တွေဖြစ်တယ်အန်ယူတီလည်းစူးစမ်းနေပါတယ်ဒီမလေးရှားမှာရှိနေတဲ့တော်လိုင်းကနိုင်ငံရေးသမားတွေလည်းစူးစမ်းနေတယ်လို့ပြည်သူတွေကလည်းစူးစမ်းနေဒီအားလုံးရဲ့အားတွေပေါင်းစုပြီးတော့မှဒီအပြေရလက်တစ်ခုထွက်လာတယ်လို့ကျွန်မထင်တယ်နောက်တစ်ခုကအခုနောက်ပိုင်းထုတ်တဲ့ဒီအာဆီယံကထုတ်တဲ့ပြောလာတဲ့လေးသံတွေကမြန်မာပြည်ကိုတော်တော်နားလည်နေတဲ့ပြည်သူတွေကိုတော်တော်နားလည်နေတဲ့အခြေအနေတရက်ကိုရှိနေတယ်လို့ကျွန်မအနေနဲ့ခံမှန်းပြီးတယ်ပေါ့နော်ဒါကတော့ကျွန်တော်လက်ရှိဖြစ်စဉ်လေးပေါ့ဒီမှာတဲတဲပြောထားသလိုပဲကျွန်တော်အာဆီယံရဲ့သဘောထားကတော့ကျွန်တော်ဒီမြန်မာတော်လိုင်းမှာဆိုတော့ဗောနော် NUG နဲ့တူဖို့ဆိုရင်ပူပေါင်းပြမလို့ဆောင်တော့မယ်ဆိုတော့ဟေးရောင်တွေမြင်နေရတယ်ဆိုတော့ကျွန်တော်ပြောဆိုထားတာဖြစ်ပြီးတော့မှမြောက်လိုက်ကျင်းပဖို့ရည်ရွယ်နေတဲ့ရွေးကောက်ပွဲဆိုတော့လည်းသူတို့အနေနဲ့တရားဝင်အတိမပြုတာမျိုးလုံးဝမရှိသေးဘူးဆိုတဲ့အကြောင်းကျွန်တော်ထပ်ပြီးတော့မှကြားတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီလိုမျိုးစကောင်ဆန်နေပြီးတော့မှရွေးကောက်ပွဲကျင်းပဖို့လုပ်နေတာကိုအချိန်မီဟန်တနိုင်ဖို့လွှဲနေတာပြီးတော့မှမြေပြင်မှာရှိနေတဲ့ကျွန်တော်တော်လိုင်းရေးဘော်တွေကအခုကတည်းကတပေါင်းစုကိုအနေနဲ့တိစောက်ပြီးတော့မှအများဆုံးစစ်ကောနိုင်တိုက်ဖို့လွှဲနေတာပဲဖြစ်ပါတယ်ဒါမှမဟုတ်ဘူးဆိုတော့စစ်ကောင်စီအနေနဲ့ဒီအဓိကမြောက်လိုင်ကနေပြီးတော့မှရွေးကောက်ပွဲနဲ့တဆင့်သူ့ရဲ့နိုင်ငံရေးထုတ်ဖော်ရှာဖို့စူးစမ်းသွားမှာဖြစ်ပြီးတော့မှဂျားတဲ့ကနေပြီးတော့မှအမျက်ထုတ်ဖို့စူးစမ်းနေကြတဲ့နိုင်ငံရေးပါတီဝင်ဖက်ကစားတချို့အဆွန်လဲအခုဆိုရင်မြောက်ကျော်နဲ့လှုပ်ဆောင်နေတယ်ဆိုတော့လဲကျွန်တော်ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောတွေနဲ့ကိုစီကနေပြီးတော့မှဖားခန့်ကိုစစ်ချီတက်လာတဲ့စစ်ကောင်စီရဲ့အင်အား6ပါစစ်ကြောင်းဆိုတော့100လောက်ပဲကျန်တော့တယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်စစ်ကောင်စီလေအဲ့တော့ဒီစကန်ကိုလာသိမ့်မယ်လာသိမ့်ပြီပတ်ပတ်လည်းဝင်ပေါက်ထွက်ပေါက်အကုန်လေ့လာပြီးမှသိမ့်တယ်စောင်းလာသိမ့်တာစကန်သိမ့်တယ်ဆိုတာဟုတ်တယ်နော်ဒီမှာအင်အားဘယ်လောက်ရှိလဲဝင်ပေါက်ဘယ်ရောက်ဝင်မထွက်ပေါက်ဘယ်ရောက်ထွက်မလဲနော်ရှစ်ထွက်မိုင်းနဲ့ဘယ်ရရှင်းမလဲ drone နဲ့ဘယ်ရထုတ်မလဲစသဖြင့်နော်အကုန်လုံး pressure ပြီးမှလာသိမ့်တာလာသိမ့်ရင်ပြစ်တယ်ရှိတဲ့အဆောင်လေးကောင်ကြေပုတ်ကုန်တယ်အကုန်လုံးလန်ပြန်ထွက်ကုန်တယ်အဲ့စကန်ကြီးကိုတိမ်သွားတယ်ဟုတ်တယ်နော်အဲ့တော့လာသိမ့်တဲ့အဖွဲ့နဲ့အဲ့လိုမျိုးချင်းချင်းနဲ့ကြည့်အောင်လောက်ခံပြီးစကန်သိမ့်ခံတဲ့အဖွဲ့ဘယ်သူကသိမ့်မလဲရှင်းရှင်းလေးပြအဖြေကပါဇက်နဲ့သိခိုင်းလို့မရဘူးလက်တွေ့တက်ခါအဲ့လိုသိဖို့လိုတယ်နော်ကျွန်တော်ပြောဟုတ်တယ်မလားနော်ဒီမှာခွေးစစ်ကြောင်ဘယ်ရလာလဲအညာမှာတွေ့တယ်မလားစစ်ကြောင်စောက်ပြီးတော့တစ်ကျုံးလာကားတန်းလာအဲ့တော့ဒီနေရာမှာကီးမောင်းနေပြီးစောက်နေတယ်ခွေးစစ်ကြောင်ထိုးလာတယ်တစ်ပြစ်တယ်စစ်ကြောင်တစ်ခုလုံးဖေဘဲနဲ့ထွက်ပြေးတယ်အဲ့တော့ဘယ်သူသိမှလဲစောက်ပြီးတော့ပြစ်တဲ့ကောင်ကြီးသိမလားပြစ်ခံထီပြီးဖေဘဲပြေးတဲ့ကောင်သိမှလားအဲ့တော့မင်းတို့ပြည်ကြီးဘက်ကမသိဘူးလားသိတယ်ဒီတနေ့နိုင်စကားလေးတိုက်ပွဲတွေနဲ့ဒီလိုမျိုးထိတာပဲကိုယ့်ဘက်ကဘယ်နှယောက်ကြလဲ2ယောက်ကြတယ်3ယောက်ကြတယ်ဟုတ်တယ်မလားထိကဒဏ်ရာရတဲ့လူတွေရှိတာပဲဒါပေမဲ့ခုနကပြောသလိုဘသူကသိမလဲစဉ်းစားကြည့်လေဟုတ်တယ်နော်အခုလက်ရှိဗမောမှာဘယ်လိုပြောနေတယ်လေယုံပြစ်ချလိုက်တယ်ရှင်းရောနော်လက်ရှိစစ်ပွဲပြောဗမောဘယ်လိုထိန်းထားပြီးစနိုက်ပါတွေကဘယ်လိုထောက်ထားတယ်အခု KIA ရဲ့ဒီဗမော27ကာကင်းကိုဘယ်ရောက်သွားပြီလဲမေးလိုက်လေတို့တော်လိုင်းဘက်ကလူတွေရှင်းတယ်စကားတွေအများကြီးမပြောဘူးတိလားဗမော27ကာကင်းဘယ်ရောက်နေပြီအဲ့ဘယ်လိုသိမ်းသွားပြီလဲအဲ့ဒါပဲရှင်းတယ်ဝါဒဖြန့်လို့မရဘူးဒီတော်လိုင်းပဲအချက်မှာမဟုတ်ဘဲနဲ့ဟုတ်တယ်ဝါဒတော့ဖြန့်ကြည့်မင်းတို့ဘက်ကစစ်တပ်ထောက်ခံတဲ့ကောင်တွေဆွဲဖို့ဆိုတာအဝေးကြီးကိုအချင်းချင်းပြန်ဆဲလို့ငါလည်းတော့ခါကောင်းသွားမှာကောနော်ကျွန်တော်မဟုတ်တာသိကြည့်ဟောတင်းနိုင်တိုင်းမှာဘယ်စခန်းသိမ်းသွားတယ်မသိမ်းမဲနဲ့ကျွန်တော်သွားပြီးလောက်တိုင်းတင်ကြည့်ကိုဘက်ကကောင်တွေငါလည်းပြန်တော့ခါကောင်းသွားမှာအဲ့ဒါရှင်းလားအဲ့တော့တရင်တင်နေဆိုတော့အဲ့ပေါက်ပြတ်တင်လို့မရဘူးနော်အခုလည်းလက်ရှိဖားကန်လုံခင်းမှာစစ်တပ်ဝင်လာတယ်ဆိုပြီးတော့အကုန်ထွက်ပြေးကြတယ်အဲ့တော့တိုင်းပြည်ပေါ်မှာရွာထဲကိုဓမြတွေဝင်လာပြီဆိုပြီးရုပ်ရှင်ထဲမှာអော်တဲ့ဗီဒီယိုဖိုင်တွေတွေ့ဦးမှာပါအဲ့ဒါအခုလက်ရှိလက်တွေ့ပဲ PDF တွေဝင်လာတော့ထွက်ပြေးရွာမတွေ့ဘူးလေရှိလားမရှိဘူးစစ်တပ်လိုင်းအကုန်ထွက်ပြေးကြတယ်စစ်တပ်စစ်ကြောင်းထိုးလိုက်ရွာလုံးကျပြေးတယ်တင်းစစ်တပ်စစ်ကြောင်းထိုးတာတော့အကုန်လုံးပြီးတော့မြန်ခဲ့တယ်အဲ့တော့ဒီတိုင်းပြည်မှာတိုင်းပြည်ကိုဖျက်ဆီးနေတဲ့အကြမ်းဖက်ဓမ္မတွေကဘယ်သူတွေလဲအဲ့ဒါဖြေပဲညင်းနေကြမလို့လက်တွေ့ကြ
နော်အဲ့တော့မပူပါနဲ့ထပ်သေးဦးမှာပါနော်အခုဖားကလုံခင်းမှာလဲ600လုံခင်းနဲ့ဝင်လာလဲဆိုပြီးဘောမကြီးဖွာတယ်မတိလို့ရှိရင်တကယ်ပဲတမ်တော်ကြီးကလုံခင်းကိုစိုးမိုးသွားလို့ဒါပေမဲ့ထွက်လာတော့600လောက်ပါတဲ့အင်အားဖားကလုံခင်းလာ100ကျော်ပဲကျန်တော့တယ်ဒါတော့ကိုစီကနေပြီးတော့မှဖားကောင်စစ်ကြောင်းထိုးလာတဲ့စကောင်စီရဲ့စစ်ကြောင်း600နီးပါးဆိုတော့100လောက်ပဲကျန်တော့တဲ့အထိကဲဘက်ကနေပြီးတော့မှမုံကျလိုက်တဲ့ဆိုတဲ့တင်ကိုပြောဆိုထားတာဖြစ်ပါတယ်ရှေ့မှာကျွန်တော်တို့ကြားတဲ့အတိုင်းပဲကျော်စိုးကနေပြီးတော့မှဖားခမျိုးရရှိပြီးတော့မှမကြိုက်ခင်မှာတော့ကျောင်းတွေပြန်ဖို့ပေးတော့မယ်ဆိုပြီးတော့မှအချောင်းပြောဆိုနေပြီမဲ့တကယ်တမ်းကျတော့သူတို့တပ်ဖို့ဝင်နေရဆိုတော့ကျွန်တော်ရဲဘော်တွေကနေပြီးတော့မှမျိုးစာဖြစ်ပြောင်းလဲပေးနေတာအခုရပိုင်းကျွန်တော်တွေ့နေရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာတခုကတော့ဒီဘောမယူကတွေကနေပြီးတော့မှတည်တည်ထောက်ထားတွေမရှိဘဲနဲ့ပေါ့နော်တတိနွေကိုသူတို့ဟာသူလူချန်ဇလန်ဖန်တီပြီးတော့မှပြောဆိုနေကြတာပြီးတော့မှအရင်ခေတ်ကလိုမျိုးသူတို့အနေနဲ့ဝါရဖျန်လို့ဆိုနိုင်မဲ့အထင်နဲ့အခုဆိုရင်ပြောရမျိုးစားပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တော်လိုင်းမချားနေပြီးတော့မှတက်ဆိုင်ရာမြေပြင်ပို့ကိုဖွဲ့စည်းတွေကနေတက်ဆင့်ကျွန်တော်ကြားသိနေရတာမလို့မြေပြင်မှာဆိုတော့ကျွန်တော်ရဲဘော်တွေဘယ်လောက်ထိစစ်ကောင်စီစခန်းတွေတင်ပရရှိနေပြီလဲဆိုတော့တပိတော့မှကြားသိရတာပဲဖြစ်ပါတယ်တောင်ပိုင်းထဲမှာဆိုတော့ကျွန်တော်ကရင်တော်လိုင်းရေးအဖွဲ့အစည်းတွေကနေပြီးတော့မှစစ်ကောင်စီရဲ့စစ်စခန်းတွေကိုတခုပြီးတခုတင်ပရရှိနေတာမလို့အားလုံးမြန်မှန်းထားတဲ့အတိုင်းဆိုတော့2025မှာကုန်ခင်မှာပဲကျွန်တော်တို့ဘာလို့နေပြည်တော်ထိတောင်မှတည်တင်းနေမဲ့အခြေအနေတရက်ကိုပိုင်ဆိုင်နေပြီးပဲဖြစ်ပါတယ်ပြည်သူတွေအနေနဲ့စီမပြအောင်မျိုးပဲနဲ့အခုချိန်ကလေးကကျွန်တော်တို့တော်လိုင်းရေးမှာတန်တဲ့ဘက်ကနေပြီးတော့မှပူပေါင်းပုံရင်းနဲ့ကျွန်တော်အားလုံးမြန်မှန်းထားတဲ့ Federal Democracy လမ်းစဉ်ရရှိနိုင်ဝိုင်းဝန်းကြိုးစားပါဆိုလို့ပြောရင်ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေရာမှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြန်မာပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ပြေဆုံးပြီးတော့မှတာယာရဲ့ channel နေ့တည်းလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်